မိကလေးတွေကောလီနဲ့ထိလို့ရှိတယ်ဒါဆွဲစေတယ်ဆွဲပြီးတော့လေအကောင့်တော့သူမိလို့မရအောင်မမနဲ့တပွဲလောက်တီးရှင်တယ်မမလာစိတ်ခေါ်နေတာလားမောင်လေးမမလေးတကယ်ပြောတာမမအဲ့လိုမျိုးစိတ်ခေါ်တယ်ယောက်ျားလေးတယောက်မှမရှိဘူးဘဝမှာပထမမောင်လေးပဲရှိတယ်မောင်လေးလာကိုကြီးလာတော့မသိနာမည်ကတော့အစမ်းကြီးလော်မာကော်လီနဲ့ကိုကြီးတဲ့ပနာမည်ကမိုက်ပဲကိုကြီးရဲ့ကော်လီပဲနှလုံးတက်ထားလိုက်ကိုကြီးကော်လီဆိုအရင်ကြိုက်တာနော်ဒီမှာလည်းကော်လီကြိုက်တာနဲ့အတော်ပဲနော်ကိုကြီးရဲ့ဒီလိုကိုကြီးကလာစိတ်ခေါ်တော့လေစမ်းရတာပေါ့စမ်းကြည့်ချင်တယ်လေကိုကြီးရဲ့ဘယ်နှလုံးတက်ထားလဲလော်မှာဘယ်နှလုံးတက်ထားတယ်ကိုကြီး10လုံးဆိုရအပအကျဲမကောင်းပါပဲเนาะထဲ့တာနဲ့တကယ်ကိုသူများပြောတော့ပါလေအထဲမှာသူများပြောတော့ဘောနော်ကောလီတက်လို့ရှိတယ်အမိကလေးကိုထိတာဆွဲစီတယ်ဟုတ်တယ်နော်အမိကလေးရဲ့ထဲ့ကြည့်ပေါ့ကွာထဲ့တယ်ပြောပါကလဲတယ်လို့ပဲလဲနေတယ်လို့ပဲသူလဲတာပေါ့ဟုတ်လားမသိကိုလည်းတခါမကြုံဘူးတငယ်ချင်းမတော့ပြောဘူးလေသူယောက်ျားယူပေါ့သူယောက်ျားမကောလီပါတယ်ကောလီခုနှလုံးလားမသိဘူးပါတယ်ပေါ့နော်သူယောက်ျားထဲ့တာပေါ့နော်သူပြောတာရမ်းမကောင်းတယ်တကယ်ကိုထဲ့တာနဲ့လေတကယ်ကိုဟိုဥစားပါလဲအဝေးနဲ့ပါကလဲနေတယ်လို့ပဲပေါ့အမလည်းပြောပြလိုက်တယ်ပေါ့နော်အမလည်းပြောပြလိုက်လဲမှာပေါ့တလောက်တော့သူများလော်ထိတ်ကောလီပက်ချလဲအောင်တက်တော့နေလဲပါကနေ့ထဲလဲရောက်ပါကလဲတယ်လို့လဲဖြစ်မှာပေါ့အခုခေတ်ရတော့ကျမလည်းပြောပါတယ်အခုခေတ်ရတော့ကောလီလေးတယောက်နဲ့စမ်းချင်းတယ်အဲ့ဒါကြောင့်မို့နော်ခုခေတ်ရများကောလီတွေဒီတက်မှာတက်ပဲကောလီတက်မှာပေါ့ဥစားတခုခေတ်ရပါလဲကောလီပါသူများတအားပဲကြိုက်တယ်လေမိန်းကလေးတွေတကယ်ပြောတာမိန်းကလေးတွေကောလီနဲ့ထိလို့ရှိတယ်ဒါဆွဲစေတယ်ဆွဲပြီးတော့လေအကောင့်တော့သူမိလို့မရအောင်ဟုတ်လားမသိဘူးဒါပေမဲ့သူများပြောတာတော့ကြားတယ်ကောလီပါမိန်းကလေးတွေတအားဆွဲစေတယ်ကိုယ်ကတခါမထိဘူးထိချင်တယ်ကောလီတယောက်နဲ့ထိလို့ရှိတော့နော်အဲကောလီလေးကိုလည်းမိမနိုင်တော့ကြည်ရတဲ့ပုံပေါ့နော်တယောက်တော့ထိချင်တယ်ဒီခုကကောလီနဲ့ကိုကြီးကလာစိန်ခေါ်တော့လေလာခဲ့စောင့်နေပါတယ်ရှင်ဘယ်သူမှလာမစိတ်ခေါ်သေးဘူးဘဝမှာလာစိတ်ခေါ်တာဆိုလို့ကိုကောလီတယောက်ပဲရှိတယ်ကိုကောလီကိုကြီးကောလီမြန်လာနော်ကိုကြီးကောလီခုပဲရွာလဲညီမတော့အခုထိုင်းမှာရှင်ကိုကြီးကောလီဖုန်းနံပါတ်လည်းချပေးအောင်ကိုကြီးကောလီမကောလီနဲ့လည်းထိချင်တယ်အမောက်လည်းခံချင်တယ်အတူတုံးလို့ဝပါပြီအတူကထိတ်မှာကောလီမရှိဘူးအရှိကကောလီရှိတယ်ကောလီနဲ့တပွဲလောက်စမ်းချင်တယ်သူများပြောတာကောင်းတယ်အထဲဝေလို့ရှိပါကလဲတယ်လို့ပဲလဲတယ်ဆိုတော့စမ်းကြည့်ချင်တယ်ကိုကတကယ်ပြောတာနော်မခင်မတကယ်ပဲပြောတယ်ယောက်ျားတွေနဲ့တွဲတာအယောက်30 40လောက်ရှိတယ်တယောက်မှအလို့မပေးဘူးနော်တကယ်ပြောတာဒါပေမဲ့ကောလီနဲ့တယောက်မှမထိဘူးကောလီနဲ့တယောက်တော့ထိချင်တယ်အရင်ပဲပြောဖို့ကောင်းပါပဲဟာတကယ်ကိုမျက်လုံးလေးကတော့မျက်စံပြူးမှာပဲနော်စမ်းကြည့်ချင်လာခဲ့ကိုကောလီရဲ့လာခဲ့ဖုန်းနံပါတ်ချထားပေးနော်ဘိုင်